အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာဆွေလေးအောင်ဖြစ်ပါတယ်ကျွန်တော်မြစ်ကြီးနားဟက်ကော်မရှင်ကနေဒီပူတာအိုခရိုင်ကိုလာပြီးတော့ကျွန်တော်တို့နယ်လက်စေးကူရင်းနဲ့ကျွန်တော်တို့ရမဟောပြောပွဲလုပ်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီ25ရက်နေ့ကနေကျွန်တော်တို့ဒီ3ရက်နေ့ထိအောင်ကျွန်တော်တို့နယ်လက်စေးကူရင်းနဲ့ကျွန်တော်တို့ရှေးဥဒုနာပြုစုခြင်းတင်တန်းကိုလာရောက်ပို့ချခြင်းဖြစ်ပါတယ်တင်တန်းအကောင်းစဉ်ကတော့ကျွန်တော်တို့ visit လိုက်စာပို့ပေါ့နော်ရှေးဥဒုနာပြုစုနည်းပေါ့လေအဓိကတော့ကျွန်တော်တို့ဒီလိုဝေးလံခေါင်ဖျားပြီးဒီလိုအခြေအနေမျိုးမှာကျမ်းမာရေးလက်လန်းမမီရဲ့နေရာမျိုးတွေမှာအခြေခံကျမ်းမာရေးပမာဏဆောက်ရှောက်မှုလူတိုင်းတိထားတင်တက်တဲ့နေပေါ့အဲ့ခါမှာကျွန်တော်တို့ကိုမိမိပတ်ဝန်းကျင်မှာမိမိဒေသမှာပြည်သူလူထုကပဲချင်းချင်းကာကွယ်ဆောက်ရှောက်ကူညီဖို့ရည်ရွယ်ပြီးတော့ကျွန်တော်တင်တန်းကိုပို့ချခြင်းဖြစ်ပါတယ်ရည်ရွယ်ချက်ကတော့အဓိကတော့ကျွန်တော်တို့စေယုံစေကန်းနေလမ်းမဆွတ်တဲ့ရေခက်ခဲတဲ့နေရာမျိုးမှာကျွန်တော်တို့ကျမ်းမာရေးအသိပညာရရှိဖို့ရနောက်တစ်ခုကကျွန်တော်ဒီပတ်သက်ပြီးတော့ကြုံတွေ့လာခဲ့လို့ရှိရင်ကျွန်တော်တို့ကူညီအသက်တွေကိုကာကွယ်ကယ်ဆယ်ဖို့ရပြီးရင်ဖြစ်ယောဂတွေထပ်ပြီးတော့မတိုးဆိုးသွားအောင်မဆိုးရအောင်နောက်တစ်ခုကကျွန်တော်ဒီမိမိသိရှိတာချင်းဖြင့်ဒီကျန်းမာရေးအခြေခံတွေကိုသိရှိတာချင်းအပြင်မိမိကိုယ်ကိုကာကွယ်နိုင်ရန်ပေါ့အဲ့ဒါရွေးချက်အနေနဲ့ကျွန်တော်တင်ပြပို့ချခြင်းဖြစ်ပါတယ်ဒီကျွန်တော်တို့ကျန်းမာရေးဆောက်ရှောက်မှုမှာစီကွက်ကြံပြချက်ကတော့ဒီမှာတော့လမ်းမဆက်သွယ်ရေးအခက်အခဲရှိကြရတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဘာသာစကားအခက်အခဲပေါ့လေအဲ့ကမှကျွန်တော်တို့လမ်းမဆက်သွယ်ရေးကောင်းဖို့လိုအပ်တယ်ပြီးရင်နောက်တစ်ခုကကျတော့ကျန်းမာရေးပမာဏဆောက်ရှောက်မှုတွေမှာလည်းအရန်အားနည်းနေတာမျိုးတွေ့ရပါတယ်ပေါ့တချို့မိမိဘာသာအဲ့လိုကိုဆေးတွေဆက်ဆေးတွေတောက်နေကြတာစီုံစီကမလာဘဲနဲ့တွေးတိုးစီကြိုတွေအဲ့လိုမျိုးတွေဖြစ်နေတာရှိတယ်ကွာအဲ့ဒါခါမှာကျွန်တော်တို့အခြေခံကျန်းမာရေးအသိပညာတွေသိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ရွာတွေမှာလည်းဆေးကနေဖွင့်နေတာရှိတယ်ကျွန်တော်တို့ဆေးထောက်ပံ့မှုတွေရှိတယ်အဲ့ဆရာမတွေရှိတယ်အဲ့ဟာတွေကိုပုံမှန်လာပြမယ်ကုသမှုခံယူမယ်ဆိုရင်တော့ကျန်းမာရေးဆောင်ရှောက်မှုကျန်းမာရေးဒီဒေသရဲ့ကျန်းမာရေးအခြေအနေကအတိုင်းအတာတစ်ခုတည်းတော့တိုးတက်လာမယ်လို့မျိုးယုံကြည်ပါတယ်ဗျာဒီသင်တန်းမှာတော့ကျွန်တော်တို့လူငယ်တွေအများစုပျော်ရွှင်ခြင်းနဲ့အများကြီးပါဝင်ကြတယ်မိကုန်းတွေအများကြီးမေးကြတယ်အပြန်လန်နဲ့ပို့အကြိုက်ခါမှာအများကြီးအတိုင်းအတာတစ်ခုတည်းတော့အကျိုးရှိမယ်လို့ယုံကြည်ပါတယ်ပြီးရင်မိကုန်းတွေလည်းအများကြီးမေးကြတဲ့အတွက်သူတို့မှာအသိပညာကျန်းမာရေးနဲ့သူပတ်သက်တဲ့ဟိုဟာတွေကျွန်တော်တို့ကြံရှိပြီးတော့အချင်းချင်းမျှဝေပြီးတော့ကျွန်တော်တို့ဒီကိုဒေတာကိုလူမျိုးကိုကာကွယ်ဆောက်ရှောက်နိုင်မယ်လို့ယုံကြည်မိပါတယ်နောက်ပြီးတော့ဒါထက်ပိုပြီးတော့နောက်ပိုင်းကျွန်တော်တို့အဖွဲ့အစည်းကမကြနယ်လဲဆေးကူတာတွေဆေးထောက်ပံ့တာတွေပြီးကျွန်တော်တို့ဟောပြောပွဲတွေလည်းရှိနေတဲ့အတွက်ကျွန်တော်တို့ဆေးရုံဆေးကနေကျွန်တော်တို့ရဲ့ဆေးကနေကိုလာရောက်ပြသဖို့အကြံဉာဏ်ယူဖို့လည်းဖိတ်ခေါ်အပ်ပါတယ်